ဘယ်တော့မှလည်းရုံးမှာမဟုတ်ပါဘူးဒီဂျပန်ဒီလိုင်းတွေကနှစ်တိုင်းတော့အမြဲထိုးရပါတယ်ဆေးကတော့ကျွန်တော် VNN ထုတ်တဲ့ဆေးရှိတ်အတွဲပေါ့နော်အဲ့ကောင်သုံးတာတယ်ဓာတုထိုးရင်အမြဲတမ်းသုံးပေးလေးရှိတဲ့ဒီဖြန်းတဲ့ထုံးသေးလေးပေါ့နော်အဲ့ဒါလေးနဲ့ဖြန်းပြီးတော့ထိုးပေးတာတယ်ရလာကတော့တခြားကြရင်တွေ့ရမှာပေါ့နော်ရလာကဒီလောက်ထိတော့ရထားဒါတော့နှစ်သက်ကူပိတ်ရက်တွေထဲမှာဟိုးရက်တွေကကြိုပြီးတော့ဒီရက်ကိုလာကြပါတယ်ဆိုပြီးတော့ဒီကြိုတင်ဆင်ရငွေချပြီးတော့လာထိုးတဲ့အကိုတွေပေါ့နော်ကျေးဇူးတင်ပါတယ်ဒီကိုဆိုလဲကျွန်တော်ရှိမှာနှခါ300ရှိပြီပေါ့နော်ဘာဖြစ်ကိုရှိမှာအရင်ဖောက်တဲ့တယောက်ကနော်ပြန်လာတယ်ဆိုတာဒါဘာဖြစ်ဒါကောင်းတဲ့အချက်ပေါ့ဓာတုဆရာတွေအများကြီးရှိတဲ့ထဲမှာဒုတိယကြိမ်တတိယကြိမ်တွေကိုယ့်ကိုပဲပြန်ပြီးတော့ရွေးချယ်ပြီးပြန်လာရေးတယ်ဆိုတာဒါအရင်ကောင်းတဲ့အချက်ပေါ့နော်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်2026မှာဒီထက်လက်ရအကောင်းတွေဒီထက်ကောင်းတဲ့ပုံတွေကိုဖန်တီးပြီးတော့ရေးအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတိုင်ပြီးတော့ဓာတုဆရာတွေချိတ်ဆက်ပြီးတော့ရေးဖို့လည်းလုပ်ထားပါတယ်အားလုံးဒုကျေးဇူးတင်ပါတယ်